အားလုံးပဲမင်္ဂလာဗျာကျွန်တော် risk ကျွန်တော်ဗီဒီယိုကြည့်နေဆိုတော့ဟောလာကိုင်းဆောက်ရလို့မရှိဘူးထင်ပါအနည်းဆုံးမဆောက်ဘူးဆိုရင်တော့ခဏလောက်တော့ဆောက်မှထင်ပါတယ်ကျွန်တော်ဒီမှာ The Baby Yellow ဆိုရဟောလာကိုင်းကိုဆောက်ပြသွားမှာပဲဖြစ်ပါဒီ game မှာဆိုရင်တော့ bro တို့ကကလေးလေးတယောက်အနေနဲ့ဆောက်အောင်ဖြစ်ပါတယ်ဒါပေမဲ့ bro ထည့်ရမယ့်ကလေးကတော့ဒီပုံနဲ့ကလေးမျိုးမဟုတ်ပါ bro ထည့်ရမယ့်ကလေးကတော့စားပြနဲ့ချီတတ်ပါမျက်လုံးပြူပြူမကောင်းဆိုးပေါက်စားကိုထည့်ရမှာဖြစ်ပါဘယ်လိုမျိုးဒုက္ခပေးပါလဲဆိုတော့အဲ့လိုမျိုးတွေဒုက္ခပေးသွားမှာပဲဖြစ်ပါတယ်ဒီ Baby Yellow game လေးရရှိတာမို့လို့ကျွန်တော်အပိုင်းနဲ့ခွဲတင်ပေးမှာဖြစ်ပါတယ်အခုကတော့အပိုင်းတက်ပါမောင်မယ်ပြဘလို့ဒုက္ခပေးအောင်မလဲဆိုတာသိချင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါဗျာโอเคအဲ့ဒါဆိုဗီဒီယိုကိုစလိုက်ရကိုတော့ကျွန်တော် F1 baby sitting ကိုစားဆောင်မှာဖြစ်ပါတယ်ဟာဖုန်းလာဘယ်လိုကောက်ခေါ်နေလဲမသိဒါတော့ crown ချိုက်ခဲ့ပါတဲ့ဒီလေးနေရာမှာရှေ့အစင်းလေးရလို့ဖြစ်ပါတယ်မင်းတို့အလုပ်ခေါ်စာတစ်ခုရှိတယ်ဘာအလုပ်ခေါ်စာလဲဟာမင်္ဂလာပါတဲ့ငါ့မင်းသားပုံစံလေးကိုထည့်ဖို့အတွက်ကလေးလေးတယောက်လိုလို့ပါမင်းတို့3ညပဲထည့်အောင်ပါပဲမင်းတို့ကိုစာကြွေးပြီးအဲ့ရထည့်အောင်ပါပဲလွယ်ပါတယ်နှုတ်ဘူးကဒီကရက်မှာရှိတယ်ဒိစာကတော့ apartment ထန် inclusion tower မှာရှိပါတယ်တော့ကတော့ပေါင်းအောင်မှာရှိတယ်တဲ့တေချာလေးယူစာယူပါကျေးဇူးတင်ပါတယ်တဲ့သူပြောတာတော့တော့ပေါင်းအောင်မှာဆိုတာပဲ apartment တန်မယ်ပါလေโอเคပါ apartment တန်ပေါင်းအောင်မှာဟုတ်ပြီတော့ရှိရယ်โอเคတော့ဖွင့်လိုက်မယ်ဟာမြက်ပြူကတော့စောင့်နေပြီအော်ကိုယ်ခေးကကူမစားတာဟောဒါကျွန်တော် channel လေး like subscribe နဲ့ကူညီသွားကြပါဦးအော်ကူမနိုင်1စားတာဟုတ်ကျွန်တော်က night 3D ဆော့ပြမှာပေါ့နော်မြက်ပြူမင်းကြီးကတယောက်နဲ့တူဆိုပဲဟာငါ့ရောသားကွာမင်းကခဏနေအောင်မင်းဘိုက်စားနေငါသိတယ်ခဏလေးမင်းခုံပေါ်မှာထိုင်ခိုင်းမယ်ဟာကြော်တော့ပါကြီးထားကွာသူ့အမေပြောတာတော့ရေခဲတက်တိုင်းမှာနှုတ်ဘူးရှိရပြောတာဟုတ်ပြီနှုတ်ဘူးတွေ့ပြီကဲမြပြူရေဟုတ်ပြီဟာမင်းစားပြီးရတယ်ချီတန်းပါတယ်ကွာငါချီးကျုံးရလို့မုန်းတာမရှိဘူးကွာမင်းကလည်းမင်းလည်းစားပြီးတန်းပါငါငယ်တော့ကလည်းလို့ပဲစားပြီးရတယ်အိမ်သာစမ်းသွားတာမင်းဒိုင်ပါလဲပြီးမှရတော့ဟာဘယ်ရောက်ပြန်ပြီလဲကွာဟောတွေ့ပြီလေကားနာမှာဘာသွားလောက်တာလဲကွာမင်းလေကားနာကိုကဲလာမင်းအိတ်ရခေါ်သွားပြီမလားမင်းအိတ်တော့ငါလည်းပြင်မန်းတယ်ကလေးထင်းရတယ်မျက်လုံးကြီးဖွင့်ပါကဲဝင်မင်းအိတ်ရတယ်မင်းကပုံမြင်ဖတ်ပြမယ်ပုံမြင်လေးရတော့မင်းသားလေးနဲ့ကြောင်ပဲဖြစ်ပါတယ်ဟိုးတူတော်အားတဲ့နေသားညလေးရမှာကတုံးဝိုင်တယောက်ကဖုန်းကြည့်နေတယ်တဲ့ကြော်လျှောက်ပြောနော်တကယ်အမှန်ပြောပြမောင်မတဲ့ချိန်ဖုန်းနေညာလေးမှာဆိုရင်တော့တဲ့မင်းသားလေးကအိပ်နေတယ်တဲ့အဲ့ချိန်မှာသူ့ရဲ့အရာပေါ်ကြောင်တေကောင်တက်လာတယ်တဲ့ကျောင်းကပြောလိုက်တယ်ဟာတဲ့ငါညို့ဝက်ပန်းချက်တစ်ခုတွေ့ထားတယ်တဲ့ကျောင်းလည်းလို့ယုံကြည်ရဲ့ပြည့်နေပြောလိုက်တာပေါ့စိတ်လို့ရှားသွားတယ်ပဲသူတို့အပြင်ထွက်သွားပြီးတော့ညမှာစူးစမ်းလေးလာကြတယ်တဲ့โอเคနောက်တစ်ရက်လမ်းမယ်သူတို့ကရွှေအောင်ဥယျာဉ်ဂိတ်ကိုဖျက်သွားခဲ့တယ်လှလိုက်တဲ့အပင်တွေတဲ့သူတို့ကလမ်းလျှောက်လမ်းတစ်ခုကိုဖြတ်သွားခဲ့တယ်တဲ့လှလိုက်တဲ့ပန်းတွေကြည်စမ်းပါဦးတဲ့သူတို့က floating fountain တစ်ခုကိုဖြတ်သွားခဲ့ပြီးတော့လှလိုက်တဲ့ကနေရေတို့ကြည့်လိုက်ပါဦးတဲ့လွတ်ကြည်စမ်းဒါပေမဲ့မင်းသားလေးကပန်းကြောက်မကြိုက်ဘူးတဲ့အဲကြောင့်သစ်ပင်တွေကိုလိုက်ကန်ကြောက်ပြီးဖြတ်စည်းတော့တာပဲသူကပန်းတွေကိုဆွဲနှုတ်တယ်သစ်ပင်တွေနဲ့မြက်တွေကိုအကုန်လုံးဆွဲဖြတ်တယ်တဲ့သူကပျော်ဖို့အတွက်ပဲအကုန်ဆွဲဖြုတ်လာတယ်ကျောင်းကသူ့ကိုအကြောက်တရားတွေနဲ့ကြည့်နေရတာတဲ့ငါလုံးမိတယ်မားတယ်ငါပြန်ကြည့်ပါဦးတဲ့ကျောင်းငိုပြီးတော့ငါသူ့ကိုဘယ်တော့မှဒီနေရာမခေါ်လာခဲ့တဲ့ဘူးတဲ့ဥမာနောင်တရသူပဲခေါ်လာပြီးတော့ကဲပုံမြင်လေးရတာပါပဲဟာမြက်ပြူအိတ်ဝါးကြီးလားဟာအော်အိတ်ဝါးကြီးကဲမင်းလည်းအိတ်ပြီဆိုတော့ငါလည်းအောက်သွားတော့မယ်ကွာ TV လေးပါကြည့်ပြီးတော့အိတ်တော့မယ်ဟာဒါပါခန်းလေးကဝေးလျှော်ဆက်တော့ရှိရဲ့ဟာပေါ်မှာတော့ရှိရဲ့ဟာထားပါတော့ရှိရဲ့ဟာဒီခန်းကဘာလဲอ่ะဖွင့်လို့လည်းမရဘူးလော်ကြီးခတ်ထားတယ်ဘိုးရမသိဘူးဗျာကျွန်တော်ကတော့တယောက်တည်းဆိုတော့အောက်မှာမောင်နှမအငယ်ရှိရောကလေးပထိန်မှုဆိုတော့ကျွန်တော်မသိဘူးဟုတ်လားကိုယ့်အောက်မှာအငယ်ရှိရဲ့လူတွေရှိရင်လည်းသိမှာပါကလေးထင်းကဘယ်လောက်ပင်ပန်းလဲဆိုဟာအပေါ်မှာတကားပိတ်ဖို့မေးခဲ့တယ်သွားပိတ်ပေးဦးမှာကဲ TV ကြည့်မယ်ကဲဆိုဖာကြီးလေးပေါ်မှာထိုင်မယ်အိတ်တော့
အော်ဒီကောင်လဲကြီးစရာရှားလို့ကြော်ညာကိုကြည့်တာကိုရီးယားကဂျပန်ကားလို့ဟာမျိုးကြတော့မကြည့်ဘူးငါဆိုရင်ဂျပန်ကားကြီးတမျိုးမထင်ပါနဲ့အန်နီမေကပြောဒါအိတ်ဝါကြီးဟာလောက်ပြီးဒီကောင်ငိုးပြီးအဲ့ဒါမကြသေးဘူးသူကမေးရုံလေးရှိသေးရအောင်ထားပါလေကောင်သွားချောအောင်မယ်ရပြူရေးလာပြီခဏလေးငါလာပြီဟာဘယ်ရောက်သွားပြန်ပြီလဲကွာဒီကောင်ကလည်းသူ့ကိုယ်သူဘာမှတ်နေလဲမသိဘူးတယ်လီပို့လဲဟိုရောက်သွားလဲဒီရောက်သွားလဲအောက်ရောက်နေပြီမင်းကလေလာသွားမယ်အိတ်မယ်သွားမယ်မင်းမျက်နှာကြည့်ရမယ်စူပုံနေရပဲကဲဝင်တော့အိတ်တော့မင်းဘာတောင်းနေလဲဩမင်းအယုတ်လေးလို့ရှင်လားရောက်ဒါလေးမိုင်းမပုံရောက်ယူလိုက်ဟာမကြိုက်ဘူးလေခါနေဩကစ်တီရောက်မင်းကစ်တီတော့ကြိုက်မှာပါအေးဟုတ်ပြီကဲငါသွားရင်တော့ရအိတ်တော့ဟာအေးလည်းမဟုတ်ပါဘူးကွာဒီကောင်နဲ့သူ့မေဘာကြောင့်သူငါ့ကိုငားရလဲမသိဘူးကွာသူတို့ကိုယ်တိုင်တော့မထိန်ရင်တော့ငားတာပေါ့ကဲအေးရှင်လာပြန်ပြီကွာကဲလုံးလုံးအိပ်ပျော်သွားပြီပေါ့နော်နိုင်တူးရောက်သွားပါနိုင်တူးစစော်ပါပြီကဲလုံးကလေးသွားနှိုးရမယ်လုံးကလေးအလုံးလေးမနှိုးခင်လေးဒီကတည်းကမှနှိုးဟာဘာလဲပိတ်ရသွားတယ်ဟာနှိုးပြောက်သွားပြန်ကြီးအောင်တကားကြီးလည်းလောခတ်သွားပြီတုတ်ပြန်ပြီဟာရှာပါနှိုးဘူးရှာမရမှာငါနှိုးဘူးရှာမရမှာလုံးကလေးအဲ့ဒါပဲတိုက်မှာငါနှိုးထွက်တာမဟုတ်ဘူးနှိုးကတော့အောက်ကတော့ထွက်တယ်ဟိုကတော့မထွက်ဘူးနှိုးကအေးလုံးကလေးမင်းချီးပါအောင်မလားတောက်ပြီးငါသိတယ်မင်းချင်းမင်းငါနဲ့တော်တူတယ်ငယ်တော့ငါလည်းစားပြီးတောက်ပြီးရတယ်ချီးတန်းသွားပါခါကြရင်စားနေနေတော့တွားတယ်အဲ့လိုမျိုးကဲခဏလေးငါမင်းဒိုင်ပါလဲပေးမယ်ဟာဒိုင်ပါဟာမြေလုံးလေးပါပေါက်ပြီးထွက်ပြေးကုန်ပြီအောင်လိုက်ဖမ်းမရမှာဟာရောက်မပြေးနဲ့ရောက်ဒိုင်ပါမပြေးနဲ့မင်းငါမြပြူဝေပေးရမှာရောက်ဒိုင်ပါဘယ်ရောက်သွားပြန်လဲပေါ်တက်သွားတာမသွားကြည့်အောင်ဒီခန်းထဲသွားကြည့်မှရမယ်ဒီကောင်ခန်းကြည့်မှရဟာမရှိဘူးကအဲ့ကဘဲပုံးကလည်းမီးဖို့ကြောင့်တစ်ချက်ပြန်သွားကြည့်မှရမယ်ဩလက်စားတတ်တော့မင်းကဒေါင်လေးမှာကပ်ပုံးနေဟိုအပေါ်တက်ပြေးသွားပြန်ပြီကွာငါခေကြမှာပဲဒိုင်ပါအသက်ဝင်ထွက်ပြေးတာလိုက်ဖမ်းရခဲ့ငါကလေးတင်းလို့တခါမှမကြုံဘူးစားချက်ဘိုးလားမသိကွာမျက်မှန်နဲ့ဒိုင်ပါတော့ရောက်မပြေးနဲ့လို့ဟာဒီခန်းပွင့်သွားရမပြေးချင်ဟိုမှာကိုယ့်ဘာကိုဖြစ်ကိုဖော်တဲ့စေကိုမစားနိုင်တော့နေရနဲ့တိုက်မူးပါကဲမင်းဝေးပေးမရတော့မယ်တော့ကလေးခဏလေးငါလာပြီကွာမြပြူဟာကြောင်းကတ်နေတာမြပြူကလည်းငါ့ရောသားဆိုငါတေချာကူးဆိုင်မရမယ်ကွာဟာယောမျက်လုံးရဲ့နီးနေတော့ရောက်မဖြစ်တာနေမကောင်းလို့လားပုံမှန်ပါပဲကွာခုနကမျက်လုံးညီနေတော့ရငါတွေးလိုက်တယ်ကဲမင်းစားတော့ပြီဆိုအဲ့တော့ငါ့ရောသားဆိုငါစိတ်ကြီးအောင်ထားမှရငါ့ရောကဲပုံမြင်လေးဖတ်ပြမယ်မင်းသားလေးနဲ့ယုံလေးဖြစ်ပါတယ်ဒီကဖတ်ပြရင်ပုံမြင်ရWhen the rabbit came to visit တဲ့ယုံလေးကလာလေတဲ့အချိန်မှာတဲ့မင်းသားကပြောလိုက်တယ်တဲ့ဒါကစားချိန်ပဲဒါပေမဲ့သူ့ရဲ့ကြီးရဲ့မျက်လုံးနီနီတွေနဲ့သူ့ကိုခြောက်လန့်လိုက်တယ်ဒါပေမဲ့အဲ့ကြောင့် तू ကဒီမှာမနေချင်တော့ဘူးတဲ့မြန်ထွက်ပါကိုရှာပြီးတော့ပဲယုံလေးကထွက်သွားတော့တယ်ဟုတ်ဆိုခုံတော်ပြောပါတော့အဲ့လေးကသူ့ရဲ့နောက်ကိုသွားပြီးတော့တဲ့သူ့ကိုခြောက်လန့်လိုက်တယ်တဲ့မင်းရက်တင်ပြီဆိုပြီးတော့တဲ့မြက်ပြူငါမေးပုံမြင်ဖတ်ပြနေတယ်ကွာဘာလုပ်လဲကွာဖြစ်သေးပါဘူးဒီကောင်ဘာတောင်းမြန်ပြီလဲမသိဘူးမနေ့ကကစ်တီလေးပေးတာမင်းကစ်တီယူမလားကစ်တီโอเคရော့ဟာကစ်တီမကြိုက်တော့ပြန်ဘူးဟာနေဦးမင်းကတိုးလေးပေးရင်တိုးလေးပြုတ်ကြသွားပြန်ပြီโอเคတိုးလေးရော့ဟာမင်းတော်ကြီးများတဲ့ကောင်ပဲရုပ်တော့โอเคယုံလေးယူလိုက်တော့အေးအဲ့လိုလုပ်ပေါ့မင်းယုံမဲရှိတော့တာရုပ်ကလည်းကဲစားရပါပုံမြင်ဆက်ဖက်ဘယ်တော့ရောက်သွားလဲမသိဘူးโอเคမောင်မိုက်တဲ့ corridor ကိုကြော်ပြီး तू ကလိုက်ဖမ်းခဲ့တယ်ဟူအေး random fly တဲ့ဟူ round around inside the belly တဲ့နန်းတော်ကိုထက်ကပတ်ပြီးတော့တဲ့ in out of space and sight ဟူကြောင်ကြားလေးအစားကုန်လိုက်ဖမ်းခဲ့တယ်တဲ့မင်းသားလေးကဲ the prince တဲ့ရှီကိုနဲ့ခတ်မင်းသားလေးကသူ့မဖမ်းနိုင်လိုက်ဘူးတဲ့သူ့ရဲ့နှလုံးထဲမှာစိုးရိမ်မှုနဲ့ပြည့်နေပြီတဲ့
ယုံလေးကတကားမှချေချော်သွားပြီးတော့အမောင်ထဲမှာပျောက်ွယ်သွားတော့တယ်တဲ့မင်းသားလေးကအောင်ကုန်တော့တယ်မဖတ်တော့ဘူးကွာထားရတော့ဘာသာပြန်ရညောင်းတယ်ပြန်တော့အိတ်ဝါပါကြီးပိတ်ခဲ့လိုက်တော့မယ်ကွာဘာသာမပြန်တော့ဘူးညောင်းတယ်ကျွန်တော်ဘာသာပြန်တာတွေကိုအမှန်မြူနေနော်ကျွန်တော်ကတီးသလိုရှောက်ပြန်တာနော်မားလာရင်အများကြီးပဲတီးကျင်တယ်ဆိုရင်တော့ကိုယ့်ကိုချက်ကြည့်ပြီးဒီဘာညာတော့ကဲအိတ်တော့ကွာပြင်ပန်းလိုက်တာဒီကောင်2ရက်ပဲထိန်းရသေးတယ်ရမ်းပြင်ပန်းနေပြီမကြိုက်တာဘာလဲညာပိုင်းအော်ငါမာထားတဲ့ဟာလေးရောက်လာပြီတိုးလုပ်တဲ့ဆက်လေးဘရိုစားဘူးလားတော့မသိဘူးတိုးကျွန်တော်ကတော့မစားဘူးခါနေရုံကြီးပြုတ်ကြတာဘယ်လိုလဲအော်သွားထဲမှာရမှာပေါ့သွားထဲပေးမှာရဟာတခါကြီးပိတ်ထားတယ်ကွာထားကွာကဲတိုးလက်တင်ပြီးဆိုအိတ်တော့မယ်အော်နောက်ဆုံးတော့ငါးကောင်တော်မှအပြောင်းလဲဖြစ်သွားပြီ TV ကြည့်တာမျက်လုံးယူကြည့်နေတာအဲ့ကောင်မျက်လုံးကမြင်မှုသလိုပဲနော်ဟာရောဟိုကောင်မျက်လုံးလားမသိဘူးနောက်တော့လေတစ်ချက်အဲ့လိုဖြစ်သွားသေးနိုင်3ရောက်သွားကြီးနိုင်3ဆက်စော့မှာပဲငါလည်းမနှက်စာမစားတော့ကြာ2ရက်လောက်ရှိပတ်လန့်တာဟာ sorry bro ရေလန့်သွားတကယ်လန့်သွားတာ sorry ကျွန်တော်ဘယ်လိုမှတော့ဒီရွယ်ဆဲတာမဟုတ်လို့ရေတကယ်လန့်သွားတာဟာဘာဖြစ်တာဟာမီးတွေမိတ်တော့နေရောမင်းလောက်လာလားမငုံနေကွာခဏလေးငြိမ်အောင်နေအောင်ပြီးမင်းနိုးလာတိုက်မယ်တော့စငါဖိုက်စားနေပြီကွာမင်းငါတိုးသေးပါလေလှုပ်စားအောင်ကွာညမှားထားတယ်တိုးဆက်ကျွန်တော်ပြင်မာတော့မစားဘူးဒါပေမဲ့ဂိမ်းထဲမှာတော့စားရတော့မယ်ဟေ့ကဲပေါင်းမုတ်အင်းထဲမယ်ကျုပ်လေးထည့်အောင်ကျုပ်လေးနဲ့ဆိုကောင်းမယ်ကျုပ်ထည့်လိုက်ပြီဟုတ်ပြီကျုပ်ကထည့်ရတယ်ဘေးတွေကြီးပဲစင်နေ cheese ကတော့မရှိမဖြစ်ပဲခွားသီးရတော့မကြိုက်ဘူးပြအဲ့စိန်ကားတဲ့ဟာကြီးကညှိနှမ်းလို့ပါလေကြောင်မကြိုက်ခရမ်းချီတီးရများထည့်ပါလားခရမ်းချီတီးကြိုက်တယ်ကဲအသားပြားဝတ်သားပြားလားကြက်သားပြားလားဘာလားတော့မသိဘူးထည့်ကဲမှုလဲထည့်မယ်မှုနှစ်ခုထည့်ကဲပေါင်မုံလေးအုပ်ပြီးရောဖိလိုက်တိုးစရပါပြီပိတ်ထားလိုက်ပါအိုးဘာဖြစ်တာလဲဟာစက်ကြီးကပောက်ကွဲသွားပြီဟာဖီမီတဲ့ငါ့ကိုကြွေးတယ်ဟာရောင်ရေးမြယူဒေါသထွက်နေပြီရှင်နဲ့ဖြစ်သေးဘူးဒီကောင်မြန်ကျွေးမရနိုဘူးယူဟာရောင်ရေကတက်တာအဲ့လိုမဟုတ်ပါဘူးရယူမရမှာမဖြစ်သေးပါဘူးရမြယူမပိတ်နဲ့တော့ဟာပိတ်ချသွားပြီကွာအေးလိုက်တာငါလည်းတုံနေပြီငါအခါလေးအကုန်တုံနေပြီတမျိုးမထင်နဲ့နော်လက်တွေ6လောက်တွေပြောတာဘလို့ကတမျိုးထင်တဲ့လူတွေကြီးပဲဟိုဘက်မှာနိုဘူးอ่ะဆိုတော့သွားယူရမှာမြန်သွားမရရင်မဟုတ်ငါညီလေးရောငါဟောကုန်းတုံကုန်လို့ပဲခဲသွားရင်စင်မပြေဘူးရောင်ရေးမြန်ထွက်မရမယ်ဒီကနေညိုဘူးယူပြီးတော့ဝင်ကဘာလို့โอเคတွေ့ပြီဝင်ကဘာလို့ရှုပ်ရှက်ခတ်တာပြန်ထွက်မရမယ်ရေကတက်တာရတော်တော်အေးတာပဲကွာအေးလိုက်တာမြန်ထွက်ကြပါမြန်ထွက်မရမှာကြက်ပါဦးညစားခြင်းရိုင်းဒီနားမှာပဲကျွန်တော်လဲနေရတော့ဟုတ်တော့မဟုတ်သေးဘူးဒီဘက်လားမသိ yes ဟုတ်ပြီရေကတက်တာမှာတကားတွေလည်းရှိတာပဲလို့ကဲအပမှန်တန်ပြန်သွားမှရဟာယောဘလို့ပြစ်တာလဲရောက်မျက်ပြူဘလို့ပြစ်တာလဲမင်းနိုဘူးလေးတခါမလိုက်တာနဲ့ငါ့ကိုလာပြီးပြစ်တင်တော့တာပဲအဲ့လိုချီးရတာပါလာပဲထုံးစံတိုင်းပဲခဏနေဒိုင်ပါလဲပြင်မယ်ရှိပဲစက်ပတ်လန့်တာဟာလန့်သွားပဲကွာဟာရောရုပ်တွေသူ့ရုပ်တွေအကုန်ပို့တော့ကုန်ပြီအဲ့ရောတော့ဘာလာကြည့်ရလဲမင်းပျောက်သွားပြန်ပြီဒီကောင်လဲတော်စိုးနေပြီခဏလေးရောနောက်တော့မင်းပြောတာငါကြားတယ်ကွာအဲ့မှာ तू အဲ့လိုရေးပေါ်ဖြစ်လာပြီဆိုရင်အမချိုလိန်တိုက်မှရမှာဟိုဘက်ပိတ်ထားတဲ့ခန်းထဲမှာရှိတယ်အဲ့ချိုလိန်ကဒီကမဟုတ်ပါဘူးဟုတ်တယ်ဒီက emergency ချိုလိန်ရှိတယ် तू ပါလဲဟာမင်းလာချောက်နေတာငါ့ကိုမကြောက်ဘူးရောခုနတော့တကယ်လန့်သွားတာခဏမင်းမြန်ဆုပ်တော့မင်းမြန်ဆုပ်မရတော့မှာဒါဟုတ်မင်းတော်လိုက်တော့ကဲနောက်ဆုံးတော့ငြိမ်သွားပြီအိတ်တော့မင်းအိတ်တော့ရတော့မင်းမထိန်ရဲတော့ငါလည်းကြောက်တယ်ဘာလဲမင်းကအမျက်တော်သားကြီးပဲကွာကလေးထိန်ရလူအာမနာလာပါဦးနဲ့ပုံမြင်လေးဖတ်ပြပါဦးနဲ့ဖတ်ပြရမှာပေါ့ကွာမင်းကလေးတိန်ပဲတာဝန်ပဲလောက်ရမှာပဲရောက်မင်းဇန်နေပါရအောင်ရောက်ရေးခန်းနဲ့ဒီတိုင်းဝင်သွားတာတန်းပြီးတော့မလုပ်ပါနဲ့မင်းကကြောက်ပါတယ်ငါလဲကဲအိတ်တော့မင်းအိတ်တော့
တော်လိုက်တော့အေးဝင်ပုံမြင်ဖတ်ပြမှာရမှာပါဒီကောင်နဲ့တဲ့တိုးရုပ်လေးယူပုံမြင်ဖတ်ပြမယ်ခဏစောင့်ဒီဖတ်ပြပုံမြင်လေးရတော့မင်းသားလေးနဲ့တိုးတစ်ကောင်ပဲဖြစ်ပါအဲ့ပြင်မှာတော်တော်ကြီးကိုအေးတယ်တဲ့လားရောင်ကသူတို့ရဲ့အခန်းထဲကိုတော့ကြားရောက်နေတယ်တဲ့လေတွေကတစ်ချက်တိုက်ဝေပါတယ်အုံတော့မဟုတ်သေးဘူးတဲ့မင်းသားလေးကသူ့အိမ်ရထဲမှာရှိနေတယ်ဒါပေမဲ့သူအိမ်မပြောဘူးတဲ့အားကြောင့်သူ့ဘေကိုခေါ်လိုက်တယ်ဒါကျွန်တော်တိုးလေးရှာပေးပါဆိုပြောလိုက်တယ်မင်းသားလေးကကြောက်စရာကြီးငါရေးစားတယ်တဲ့ငါရေးစားလို့မင်းသားလေးကသူကပြောလိုက်တယ်တဲ့အဲ့တော့တိုးအတွက်သူရေးယူလာတယ်ငါညစ်ပတ်နေဆိုသူ့ကိုပြောလိုက်တယ်တဲ့ဗာလေပြီးအောင်တော့ဖတ်လိုက်ရအောင်တဲကြော်သွားတယ်သူ့ရှိတယ်မင်းသားလေးကပြောလိုက်တယ်တဲ့ငါမအိတ်လို့မရဘူးဆိုရင်တဲ့သူ့ရဲ့မျိုးလုံးအကြီးသားနေပြီဟာဗာလေပုံပြပြီးအောင်မဖတ်ဘူးလုံးပြန်ပြီအေးပါမင်းကလည်းဘယင်တစ်ပါးလိုပါပဲမင်းဦးညွန့်ရမှာဘယင်ကြီးဆိုတော့ဟောအေးပြည်ရရောဗာလေလေနေလုံးတရားမြပြူပါကဲ good night တဲ့ကောင်းသောညလေးဖြစ်ပါစေအေးငါလည်း good night အောင်ပါရအောင်မင်းလို့အိတ်တာမအိတ်ရတာများနေပြီတော်တော့ကဲကျွန်တော်ထင်တာအ1ကတော့ဒီမှာပြီးသွားရှင်တာပဲကဲအ2ကတော့ second ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာတင်ပြပါမယ်ဗျကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုရင်တော့ like subscribe နဲ့ကူညီသွားလို့ရပါကျွန်တော် risk